Hello အားလုံးပဲမင်္ဂလာပါရှင်ဒီရက်ကတော့တနင်္ဂနွေဆိုပေမဲ့မိုးရွာလေးရွာနေပါတယ်ကျမကတော့မိုးရွာတီကိုမကြိုက်ဘူးရှင်တို့ရောမိုးရွာတီကိုကြိုက်ကြလားကျမကတော့ဒီရက်ကမိုးအုပ်နေတယ်ဆိုပေမဲ့လည်းဈေးသွားမှာပေါ့နော်မြောင်ဆောင်မှာရှိတဲ့တပတ်မှတစ်ချိန်ရှိတဲ့ Sunday Market ကိုခေါ်သွားမှာဖြစ်ပါတယ်ဒီနေ့ကိုခေါ်သွားခြင်းလို့ဒီနေ့ကိုစောင့်နေတာပေါ့နော်အခုတော့ရောက်လာခဲ့ပြီဒါပေမဲ့လည်းမိုးလေးရွာနေတော့စောင့်နေတာအခုဆိုရင်မိုးတိတ်သွားတော့ကျမရောက်လာတော့ကျမရောက်လာတာပါနော်ဒါမဲ့ဒီမှာမိုးအုပ်နေပါတယ်Sunday Market ကတော့ပုံမှန်တော့ပစ္စည်းတွေအစုံရှိတယ်ပေါ့လေဟိုဒါပေမဲ့စားစရာတွေကတော့နည်းနည်းနေတယ်ဒီဝတ်စားတွေကလည်းနေတယ်အများစုကတော့ဒီအိမ်ကဟိုမိဖို့ချောင်းအသုံးဆောင်ပစ္စည်းတွေရဲ့ပြီးဖို့ချောင်းအစားတောက်တွေပေါ့နော်အဲ့ဒါတွေအများဆုံးကိုသူတို့လာရောင်းကြတယ်ဒါ Saturday ဒီစနေနေ့ပေါ့နော်စနေနေ့ညကလေးဈေးကတော့စဖွင့်တယ်ဒါပေမဲ့စနေနေ့ညမှာဆိုရင်ဈေးကဒီလိုမစုံဘူးရှင်ဟိုဒါကတော့ကျမမြင်တာမြင်မကျင်ရတဲ့ဒွင်တီးပေါ့နော်ဒီမှာဒွင်တီးကတော့စစပေါ်တော့အရန်ဈေးများတယ်ဟို1ကီလို400 500တွေဖြစ်တော့ကျမမစားနိုင်ဘူးပေါ့နော်ကျမမစားနိုင်ဘူးဒါပေမဲ့ဒီနောက်ပိုင်းကျတော့လေတိတ်မစားချင်တော့လျာတီကုန်သွားတော့တိတ်မစားချင်တော့ဈေးတွေတော့ကျနေပါပြီဒွင်တီးကလေဒါပေမဲ့စားတဲ့လူကတော့ပဲစားနေကြတော့မှာပဲပြီးတော့ဒီအဝတ်ဆိုင်တွေကျတော့လေကျမအခါမှလည်းမဝယ်ဘူးပေါ့နော်ဟိုဒါကတော့ပေထုတ်တွေပါလို့ဒါကတော့ပေထုတ်မဟုတ်ပါဘူးရင်ဒါကျမပါဟိုကျမကတော့ဒီ Sunday Market ကတော့ဒီအများအားသွားဖြစ်တယ်ဒါမဲ့လည်းတခါလေကျတော့ဝယ်စရာတွေကအရန်ထပ်နေတာပေါ့နော်ဟိုတစ်တီးတွေရဲ့ဒီစားဖို့တောက်ဖို့တွေဝယ်စရာတွေကဒါဆိုဒါပဲရှိနေတဲ့အခါကျမကနည်းနည်းအီလာတာမျိုးတွေရှိတယ်အချင်းကြရင်တော့ကျမမသွားတော့ဘူးတရက်စာအဲ့လိုဝယ်တာမျိုးတွေပဲလုပ်တယ်ရှင်မန်အောင်ဆောင်မှာတခုကောင်းတာကရာသီဥတုကနည်းနည်းတခြားပြည်နယ်တွေထက်စာလို့ရှိရင်ရာသီဥတုကနေချင်းစရာလေးဖြစ်တယ်ပေါ့နော်။နေရာတွေမှာအရန်ပူတယ်ဆိုပေမဲ့လည်းဟိုအဲ့လောက်ထိလည်းသူများလူမျိုးမပူဘူးပေါ့နော်။ကျမကတော့ငကမောက်တီတော့အရန်ကြိုက်ပါတယ်ရှင်။ဟိုအရတာတော့မရှိပါဘူးဒါပေမဲ့အယောင်ကြလေးကိုဝယ်စားတာပေါ့နော်။ပြီးတော့ဒီခါငကမောက်တီကအရန်တန်တယ်။1ကီလိုမှ25ပတ်ပေါ့နော်။အဲကျမလေးလုံးဝယ်တာ29ပတ်ပဲကျပါတယ်။ကျမကတော့အသီးရွက်တွေကိုပို့ပြီးတော့စားဖြစ်တယ်ဘာလို့လဲဆိုရင်ကျမရေရှုတောက်အနေကြည့်တာပေါ့နော်အဲ့တော့အသီးရွက်တွေကတော့ဝယ်ဖြစ်ပါတယ်ဒါပေမဲ့တစ်ခါတလေတစ်ပတ်တစ်ခါပဲဒီလို Sunday Market မှာပဲလာဝယ်ဖြစ်ပါတယ်ဒီလိုဘက်မှာတော့တရက်တီးကတော့7နေရာတီးရနေတာပေါ့နော်ဘယ်လိုမျိုးလုပ်ပြီးတော့ရလာတယ်တော့မသိဘူးဒါပေမဲ့7နေရာတီးရနေပါတယ်ငါးတွေကလည်းအရန်ကိုဈေးတန်ပါတယ်ရှင်ကျမငါးတကောင်ပဲတာအကောင်ကြီးပဲဒါပေမဲ့ပါလေ48ပတ်လားအဲ့လောက်ပဲပေးရပါတယ်ရှင်မြန်မာငွေနဲ့တွက်လို့ရှင်တော့9000ကျော်6000အဲ့လောက်ပဲပေးရပါတယ်သူတို့ကတော့မုတ်တန်းနေရတော့များတယ်ပေါ့နော်ဒါပေမဲ့ဒီမုတ်တွေကဟိုထိုင်းမုတ်တွေဖြစ်တော့ကျွန်မတိတ်မကြိုက်ဘူးသူတို့လုပ်တဲ့အချိုမုတ်ဆိုတာကဟင်းချုံမုတ်ကိုပြောတာမဟုတ်မုတ်အချိုတွေပေါ့နော်အဲ့ဒါတွေကကျွန်မတိတ်မကြိုက်ဘူးပြီးတော့ကျမကြီးနဲ့ဟိုစားလို့ရှိတော့ကျမကြီးရှူတောင်းနေကြည့်မကောင်းလို့လည်းကျမမြင်နေအဲ့ဒါကြောင့်မလို့တိတ်ပြီးတော့လဲဝယ်မစားဖြစ်ပေါ့နော်ကျမဒီရဲ့ blog ကိုရိုက်တာဘေးမှာရှိတဲ့အန်တီကြီးတယောက်ကျမကိုထူးထူးဆန်းဆန်းကြည့်နေတာအဲ့ဒါကြောင့်မလို့လဲနည်းနည်းတော့ရှက်တာပေါ့နော်အဲ့တော့နောက်တစ်ခါဆိုရင်ဒီနောင်ဆောင်မှာရှိတဲ့နေရာလလလေးတွေအကြောင်းကိုကျမထပ်ပြီးတော့အများကြီးပြောပြသွားချင်ပါတယ်နောက်ဗီဒီယိုမှာဆုံကြပါမယ်ရှင် bye bye